အခုဒီ video မှာ algorithm ရဲ့ design algorithm တွေကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့ design နဲ့ complexity analysis တနည်းအားဖြင့်ရှုပ်ထွေးတဲ့အရာတွေကိုခွဲဝေပိုင်းခြားတယ်လို့ပြောလို့ရတယ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် risk ပေါ့ဒီဟာဘယ်လောက်ဆုံးရှုံးမလဲဒါမှမဟုတ်သူ့ရဲ့ဒီတွက်ချက်မှုတွေလို့ algorithm ဖြစ်ဖို့အတွက်ပေးရမယ့်အရာတွေပေါ့အဲ့ဒီဆုံးရှုံးမှုတွေကို analysis ပေါ့လေဒါကိုဝေဖန်ဘယ်လိုခွဲဝေပိုင်းခြားမလဲဆိုတဲ့အကြောင်းပြောပါမယ်အဓိကကတော့ဘယ်လိုဆောက်မလဲနဲ့ဘာအဆိုးကျိုးတွေဒါမှမဟုတ်သူ့ရဲ့ရှုပ်ထွေးတာတွေဘယ်လောက်ထိ short ချမလဲပေါ့အဲ့ဒါကိုပြောတာပါပြီးတော့ flow chart ကနေသူက bit o အထိကိုသွားပြီးတော့ understanding the computational efficiency အဓိကကတော့သူက computational efficiency ကိုအဓိကပြောချင်တာကျွန်တော်ထဲရိုက်နေလိုက်တဲ့ code တွေကဘယ်လောက်ထိအကျိုးသက်ရောက်မှုများသွားမလဲဒါမှမဟုတ်အကျိုးသက်ရောက်မှုကနည်းနေလားနည်းနေတက်နိုင်သမျှအကျိုးသက်ရောက်မှုကိုမြင်ပါမယ်အဲ့လိုမျိုးပြောချင်တာဖြစ်တယ်ဒီ algorithm ဆိုတာနဲ့အရင်ဆုံးဘာရှိမလဲဆိုရင်သူက input ရှိမယ် output ရှိမယ်ပေါ့လေအကယ်ကျွန်တော်တို့ရဲ့ဒီ input ကိုအစဒါပုံစံနဲ့သတ်မှတ်ထားပြီးရင် decision လာမယ် decision ကတနည်းအားဖြင့် if condition တွေကိုပြောတာဖြစ်တယ်for loop ပတ်တာလုံးမလားဒါမှမဟုတ် condition နဲ့စစ်မလားပေါ့ if condition နဲ့ true false နှစ်ခုလုပ်ပြီးတော့စစ်မလားဒါမှမဟုတ် loop ပတ်တာမျိုးလုပ်မလားပေါ့အဲ့ပေါ်မူတည်ပြီးတော့ computation နဲ့ဆိုတာဖြစ်လာပါတယ် computation မှာဆိုရင်အဲ့ decision ပြီးအချိန်တွင်းမှာသူက input side ကဘယ်လောက် input side ကဘယ်လောက်ကြီးလဲပုံမူတည်ပြီးတော့ decision ဆိုတဲ့ဂျားထဲမှာ algorithm လို့ပြောလို့ရတယ်အဲ့ပုံမူတည်ပြီးတော့ exponent နဲ့ဖြစ်လာတာပေါ့လေဒီရဲ့အချိန်ဘယ်လောက်ကြာမလဲဒီ algorithm အသုံးပြုမှုပုံမူတည်အချိန်ဘယ်လောက်ကြာမလဲဒီ algorithm အသုံးပြုမှုပုံမူတည်ပြီးတော့နေရာဘယ်လောက်ယူပြီးတော့တွက်ချက်ပြီးတော့အဖြေထုတ်ပေးမလဲအဖြေကတော့တူနိုင်တယ်ဒါပေမဲ့ဂျားထဲမှာရှိတဲ့ algorithm အသုံးပြုမှုကြောင့်input side မျိုးစားလိုက်ပုံမူတည်ပြီးတော့သူ့ရဲ့ run time ကြာခြင်းဟာဘယ်လောက်ကြာမလဲနေရာယူမှုဘယ်လောက်ရှိမလဲဆိုတဲ့ဥစ္စာကကွဲပြားသွားမှာဖြစ်တယ် finite path to an optional solution finite path ဆိုတာက algorithm တွေဆိုတာကသူကအဆုံးရှိတယ်အဆုံးမရှိတာမဟုတ်သူမှာအဆုံးရှိတယ်သူ run ပြောရလို့ရှိရင်အဖြေတစ်ခုထွက်လာမယ်ပြီးရင်ရပ်သွားမယ်အဲဒါကြောင့်သူ finite path လို့ algorithm ကိုခေါ်ပါတယ်input condition ပထမဆုံးဒီ algorithm ပေါ့ဒီ finite path မှာကအခြေအနေနှစ်ခုရှိပါတယ် precondition နဲ့ post condition ဆိုပြီးတော့နှစ်ခုရှိပါတယ် precondition ဆိုတာကြတော့သူကဘာမှ condition မလုပ်ရသေးတာသူ algorithm နဲ့ဘာမှတွက်ချက်ရသေးဘူး process မလုပ်ရသေးဘူး precondition လို့ခေါ်တယ် output ကြတော့သူကဘာလို့ခေါ်လဲရှင် post condition လို့ခေါ်တယ် post condition ဆိုတာက algorithm နဲ့တွက်ချက်ပြီးသွားပြီတနည်းအားဖြင့် process လုပ်ပြီးသွားတာကို post condition လို့ခေါ်တယ်အဲဒီမှာ algorithm ဖြစ်တယ် algorithm ဆိုတာဘာလဲပေါ့လေ definition ကတော့ a finite set of step to solve a problem in finite time a finite set ဆိုတာကဒီအဆုံးရှိတဲ့ set of steps အဆင့်ပိုင်းလိုက်လေးပေါ့နော် to solve ဘာလို့ပို့လဲဆိုရင်အဲ့လိုမျိုးအဆင့်လေးလုပ်ထားတာဘာလို့ပို့လဲဆိုရင် a problem to solve a problem ပြဿနာတစ်ခုကိုဖြေရှင်းဖို့ဒီတိုင်းဖြေရှင်းမှာလည်းမဟုတ် in a finite time တိကျတဲ့အချိန်တွင်းမှာတိကျတဲ့အဆင့်တွေနဲ့ပြဿနာတစ်ခုကိုဖြေရှင်းတာကို algorithm လို့ခေါ်ပါတယ်။ဒါပြင်အချိန်နဲ့အဆင့်တွေပေါ့လေအဲ့ဒါနဲ့တိတိကျကျနဲ့ပြဿနာတစ်ခုဖြေရှင်းတာကို algorithm လို့ခေါ်ပါတယ်။ဟုတ်ပြီ algorithm ကိုဖြေရှင်းတဲ့နေရာမှာဒီတိုင်းမဖြေရှင်းပါဘူး။ဘာနဲ့ဖြေရှင်းလဲဆို design tool တွေနဲ့ဖြေရှင်းပါတယ်။ design tool တွေနဲ့ဖြေရှင်းတဲ့အချိန်မှာကျွန်တော်ကပို့ပြီးတော့ regular တယ်ဒါမှမဟုတ်ပို့ပြီးတော့ရှင်းလင်းလာပါတယ် design tool မှာဆိုရင်နှစ်မျိုးရှိပါတယ်ပထမတစ်ခုကကျတော့ pseudo code ရှိပါတယ်ဒုတိယတစ်ခုကတော့ flow chart ဖြစ်ပါတယ် pseudo code ဆိုတာကဘာလဲဆိုရင် pseudo code ဆိုတဲ့အကြောင်းအနည်းငယ်ရှင်းပြပါမယ် pseudo code ဆိုတာကျွန်တော်ရဲ့လူသားရဲ့ natural language ဖြစ်တဲ့ဘာသာစကားပေါ့တနည်းအားဖြင့်အင်္ဂလိပ်စကားနဲ့အနည်းဆက်ဆုံးရှိတယ်သင်္ချာသဘောနဲ့တူတယ်အဲကြောင့်လူသားရဲ့အနည်းဆက်ဆုံး natural language နဲ့code ဆိုတဲ့ဒီ programming language တွေကိုဂျားထဲမှာဆက်သွယ်ပြီးအရာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင်သူ့မှာcode ရဲ့သဘောတဘာဝတဝက်ပါပြီးတော့ဒီလူသားရဲ့အင်္ဂလိပ်ဘာသာစကားတွေအင်္ဂလိပ်ဘာသာစကားနဲ့လူနားနဲ့လွယ်တာတဝက်ပါတယ်လို့ပြောလို့ရတယ်နောက်တစ်ခုကကျတော့ flow chart ဖြစ်ပါတယ် flow chart ကကျတော့ဘယ်မှာသုံးလဲဆိုရင် visual logic အနေနဲ့သုံးပါတယ်တနည်းအားဖြင့် logic ကိုပြောတဲ့နေရာမှာ logic ကိုစာသားအနေနဲ့မပြောဘဲနဲ့လူတွေမျက်လုံးထဲပေါ်လာအောင်ပုံဖော်ပေးတာမျိုးကို flow chart လို့ပြောလို့ရပါတယ်အဲကြောင့် flow chart ကို visual logic လို့ပြောပါတယ် flow chart မှာဆိုရင်အစိပ်ပိုင်းအဓိက၃ခုရှိပါတယ်ဗောလေတခြားတစ်ခုကြံပါသေးတယ်ဒါပေမဲ့အစိပ်ပိုင်း၃ခုကတော့ start and စတာနဲ့ဆုံးတာကိုသူကအဝိုင်းလေးနဲ့ပြတယ်နောက်ကို input output ကိုကြတော့သူက parallelogram အနက်ပြန်စုခံနဲ့ပြပြီးတော့ decision ဖြစ်တဲ့ loop ဒါမှမဟုတ် if condition တွေပါလို့တော့သူကဘာပြလဲဆိုလို့ရှိရင် diamond နဲ့ပြပါတယ်ဟုတ်ပြီ defining good in a variable ဒီလိုမျိုးကွဲပြားခြားနား
ဒီကဘာကြီးပေါ်မှာ good algorithm ဆိုတာဘယ်အရာကြောင့်နဲ့ပြောမလဲပေါ့လေအဲ့ဒါကိုဒီမှာပြောထားဖြစ်ပါတယ် variant environment က good algorithm ကိုဖြစ်စေအရာကဘာလဲဆိုလို့ရှိရင် hardware processing speed ဒီ hardware ကဘယ်လောက်ထိအားလောက်တိုင်းလဲပေါ့လေဘယ်လောက်ထိ run နိုင်လဲဘယ်လောက်လေးလားမလေးဘူးလားအဲ့ပေါ်မူတည်ရနောက်တစ်ခု operating system လို့ဒီနေ့အဖြစ် OS လို့ပြောလို့ရတယ် operating system ဘယ် operating system လဲ Windows လား Linux လားဒါမှမဟုတ် Mac လားအဲ့ပေါ်မူတည်ပြီးတော့လေဒီ algorithm ရဲ့good algorithm ဘယ်ပေါ်မူတည်ပြီးတော့သွားမလဲအဲ့ operating system တွေပေါ်မှာလေ algorithm မူတည်သွားပါသေးတယ်အဲ့ algorithm ကပုံစံသတ်မှတ်လို့မရဘူးပေါ့လေအဲ့လိုမျိုးပြောချင်တာနောက် compiler optimization compiler ဆိုတာဒီ code တွေကို run နိုင်ဖို့အတွက် code တွေကိုပြန်နိုင်ဖို့အတွက်လုပ်ပေးတဲ့ compiler ဖြစ်တယ်အဲ့ compiler ရဲ့ပေါ်မူတည်ပြီးတော့လေ algorithm တွေကသူ့ကိုပြောင်းလဲပြီးတော့ပြောင်းလဲရတနည်းအားဖြင့်ပြော language ပေါ်မှာလည်းမူတည်ပါပေါ့လေ language တစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးတော့output ထုတ်ရမယ်ဒါမှမဟုတ်ကိုလှုပ်ဆင်တဲ့လှုပ်ဆောင်ချက်ကတူတူဖြစ်တော်ညာလဲကျွန်တော်တို့တွေကအဲ့ဒီ compiler ပေါ်မူတည်ပြီးတော့ algorithm တွေကိုပြောင်းလဲတယ်နောက် input nature input ပေါ်မူတည်ပြီးတော့ input ရဲ့သဘောသဘာဝပေါ်မူတည်ပြီးတော့ random ဒါမှမဟုတ် sorted လုပ်မှာလားအဲ့ပုံ algorithm တွေခွဲပါတယ်တဲ့ metric မှာကြတော့တဲ့ဟုတ်ပြီအဲ့က constant logic သူ့ရဲ့တဲ့ constant logic ကတော့တဲ့တူပါပဲပေါ့လေတနည်းအားဖြင့်ပြောရင် logic သဘောတရားတူတယ်ဒါပေမဲ့အဲ့ variable environment ပေါ်မူတည်ပြီးသူက vary ဖြစ်သွားမှာပေါ့လေ algorithm တွေအဲ့လိုဖြစ်သွားမှာနောက်က metric မှာဆိုဒါကတော့ time complexity ရဲ့အရေးပါပုံအကြောင်းပြောထားပါတယ် metric မှာဆိုလို့ရှိရင် metric ဆိုတာကျွန်တော် metric ဇယားဒါမှမဟုတ် graph ပုံစံမျိုးပြောတာ time expenses အချိန်ကဈေးကြီးလာပါတယ်တဲ့ဘာကြောင့်လဲဆိုလို့ရှိရင် hardware varies hardware ကပို့ပြီးတော့များပြားလာတယ်ဒါမှမဟုတ် hardware မျိုးစားတွေပို့ပြီးများလာတယ်ဈေးတက်တာတွေဖြစ်လာတဲ့အတွက်မှာအချိန်ကပို့ပြီးအရေးကြီးလာပါတယ်ဘယ်ဥပမာဆိုရင်ကွန်ပျူတာအမျိုးအစားအရင်တစ်မျိုးပဲရှိရဆိုပါစို့ Apple တစ်ခုပဲရှိရဆိုပါစို့အခုချိန်မှာကွန်ပျူတာတွေက MacBook တွေမဟုတ်တော့ဘူးတခြားသောကွန်ပျူတာမျိုးစားတွေ Dell HP တို့ရှိလာတယ်အဲ့လိုမျိုး hardware တွေကအများကြီးကွဲပြားလာတော့ညာလဲကြောင်စွမ်းဆောင်ရည်ကမတူဘူးဒါအဲ့အတွက်ကြောင့်အဲ့ပေါ်မူတည်စွမ်းဆောင်ရည်ပေါ်မူတည်ပြီးတော့လေအမှဆို Windows ကပိုပြီးမြန်တာလားဒါမှမဟုတ် OS ကLinux ကပိုပြီးမြန်ဒါမှမဟုတ်ဘယ်ကွန်ပျူတာပိုပြီးမြန်တာလဲ Dell ကပိုမြန်လား HP ကပိုမြန်အဲ့ပေါ်မူတည်ပြီးတော့အဲ့ပေါ်မှာသုံးတဲ့အဲ algorithm တွေကလည်းအပြိုင်ဆိုင်ဖြစ်လာတယ်ကွန်ပျူတာကလွယ်လွယ်ကူကူနဲ့ရလာနိုင်တယ် hardware လွယ်ကူရလာနိုင်ပေမဲ့ကွန်ပျူတာဒီရဲ့စွမ်းဆောင်ရည်ကတော့မတူကြဘူးအဲ့ပေါ်မူတည်ပြီးတော့အချိန်ကပိုပြီးစွမ်းဆောင်ရည်မြန်တဲ့ဥစ္စာပိုပြီးတော့ဈေးများတယ်နောက် performance ကောင်းတယ်ပြီးတော့ပိုပြီးရောင်းရတယ်အဲ့အတွက်ကြောင့် time က expenses ဒီအချိန်ပိုမြန်ခြင်းကပိုပြီးတော့ဈေးကြီးလာပါတယ်အချိန်ပိုမြန်တယ်ကွန်ပျူတာမြန်ဆန်လုပ်နိုင်နေတဲ့အဲ့ကွန်ပျူတာပိုပြီးဈေးကြီးလေအဲ့ကြောင့် time is expenses ဝေးအကြောင်းဘာလို့ရလဲဆိုရင် we analyze time complexity ကိုကျွန်တော်က analyze လုပ်ရပါတယ် how operation grow as input size and increases ဒီ input ထည့်လိုက်တဲ့ size ဥပမာဖြင့် n ပေါ့တနည်းအားဖြင့်ပြောရင်integer မှာဆိုရင်ဘယ်လောက်ကိန်းဂဏန်းထည့်လဲဒါမှမဟုတ်ဘာကိုခိုင်းလိုက်လဲပုံမူတည်ပြီးတော့ input size ကြီးလာတဲ့မြာ operation တွေဘယ်လိုလုပ်ရတဲ့အကြောင်းဆက်ပြီးတော့ပြောရမှာဖြစ်ပါတယ် theory of scaling ဒီဟာကိုတိုင်းတာမယ် theory တဲ့ performance analysis ပေါ့လေ performance analysis ဆိုတာသူ့ရဲ့လုပ်ဆောင်ချက်ကိုတရုပ်ခွဲမှာဆိုရင်ဒီ theory of scaling သူ့ရဲ့အရေးချင်းကိုသူ့ရဲ့ပမာဏကိုတိုင်းတာမယ်တဲ့အဲ့မှာဆိုရင်အဓိကအဖြစ်2မျိုးရှိပါတယ်ပထမတစ်ခုကတော့ time complexity ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ space complexity ဖြစ်ပါတယ်ပထမတစ်ခုကတော့ time complexity ဆိုတာကထည့်လိုက်တဲ့ input အမျိုးအစားပုံမူတည်ပြီး execution time ဘယ်လောက်အချိန်ကြာပေးပြီးတော့ဒီကိစ္စကိုဖြည့်ရှင်းရမလဲတနည်းအားဖြင့်ပြောပုံစံတစ်ပုဒ်ပေးလိုက်တယ်ဆိုလို့ရှိရင်အဲ့ပုံစံရဲ့အဖြေရဖို့ဘယ်လောက်ကြာဖြည့်ရှင်းရမလဲအဲ့ပုံစံမှာပေးထားတဲ့ number တွေကဘယ်လောက်များတဲ့အတွက်ကြောင့်သူ့ကိုဘယ်လောက်ကြာဖြည့်ရှင်းဥပမာဆိုတော့1နဲ့ပေါင်း2ကလွယ်တယ်ဆိုပေမဲ့တန်းပေါင်းဘယ်လောက်နဲ့နောက်တန်းပေါင်းဘယ်လောက်နဲ့မြှောက်တာလို့ပေါင်းတာလို့စားတာလို့ဒီတက်မကရှုပ်ထွေးတဲ့ algorithm ဒီပေါ့လေ theory ပေါ့ theory နဲ့သုံးမယ်ဆိုလို့ရှိရင်ဘယ်လောက် time complexity ဖြစ်မှာလဲ execution time ဖြစ်မှာလဲအဲကြောင့်a primary focus on modern analysis ဒီခေတ်သစ်ရဲ့ time complexity ကပိုပြီးအရေးပါတယ်လို့ပြောခဲ့ကြတယ်ဒီခေတ်သစ်ရဲ့အဓိက focus ထားတဲ့အရာလည်းဖြစ်တယ်ပေါ့လေ space complexity ဆိုတာဒီထည့်လိုက်တဲ့ input တွေကဒီတိုင်းမနေဘူးဘာလို့မလဲဆိုရင်ကျွန်တော်မှာ primary storage secondary storage ရှိသလိုမျိုးပဲ primary storage မှာဘယ်လောက်သိမ်းမလဲ secondary storage မှာဘယ်လောက်သိမ်းတင်းကြပြီ primary storage ပေါ့ run တဲ့ချိန်မှာ primary storage ဖြစ်တယ် memory storage တွေကိုသိမ်းတဲ့နေရာမှာကျွန်တော်ဒါကို run မယ်ဆိုတဲ့အတွက်ကြောင့် run ရင်ကွန်ပျူတာတိုင်း run မိတာမဟုတ်အရင်ဆုံး primary storage မှာအရင်ဆုံးသိမ်းတခဏသိမ်းပြီး run ပေးရဖြစ်တယ်အဲ့အတွက်ကြောင့် space complexity ကလည်းအရေးပါတယ်ဒီနေရာမှာပါဝင်ပါတယ် space memory storage က require as a functional input size input size ပေါ်မူတည်ပြီးတော့လေတနည်းအားဖြင့်ပြောရမယ်ဆိုထည့်တဲ့အရာပေါ်ထည့်လိုက်တဲ့ပုံမူတည်ပြီးသူ့လက်ခံထားပေးမယ်နေရာလည်းလိုအပ်တယ်ပေါ့လေဧည့်သည်အများကြီးရောက်လာပြီအိမ်ကချင်းလေးဆိုနေလို့မရဘူးပေါ့အဲ့လိုမျိုးပေါ့လေ
အဲ့အတွက်ကြောင့်ဒီထည့်လိုက်တဲ့ပုံဒီ memory storage ကလည်းလိုအပ်ပါတယ်ဒါပေမဲ့အခု second အတိုင်းအချိန်နဲ့ရှင်မယ်ဆိုတော့သူကဒုတိယနေရာကနေအရေးကြီးပါတယ်တဲ့ဒါကိုရည်ရွယ်ချက်ကတော့သူ့ရဲ့ပန်းတိုင်က to drive a ballpark estimate for scalability before writing a single line of code ကုတ်တစ်ကြောင်းမရေးခင်မှာဒီပေါ့ scalability သူ့ရဲ့နေရာယူနိုင်မဲ့ဥစ္စာကိုစဉ်းစားတဲ့အခါမှာဆိုရင်ဒီ time complexity space complexity ကိုနှစ်ချက်ကိုစဉ်းစားပြီးတော့ရေးသင့်ပါတယ်လို့ဆိုလိုချင်ဖြစ်ပါတယ်အဲ့ဒါသူ့ရဲ့ goal ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ time complexity space complexity ကိုအမျိုးအစား၃မျိုးနဲ့ပြောပါအဲ့ဒါကို yestic asymbolic notation နဲ့ပြောပါတယ် asymbolic notation ဆိုတာကသူ့ကိုသင်္ကေတတွေပေါ့နော်သင်္ကေတလေးနဲ့ပြောပါတယ်ဒါဆိုရင် time နဲ့သူက input side ပေါ့လေအဲ့မှာ bit o ဆိုတဲ့အကြောင်းရှင်းပြပါမယ် bit o ဆိုတာကအဆိုးဆုံးအခြေအနေတနည်းအားဖြင့်ဒီ algorithm ကအများဆုံးအဆိုးဆုံးလုံနိုင်တဲ့အခြေအနေပေါ့ဒီထက်ကြော်ရင်သူမလုံနိုင်တော့ဘူးအဲ့ဒါကိုပြောတာဖြစ်တယ်အဲ့ဒါကဆိုလို့ရှိရင်သူ့ရဲ့တမန်ရှိတယ်ပေါ့လေ fn ထက်ကိုသူကပို့ပြီးတော့မြင့်ပါတယ်ပေါ့လေအဲ့ဒါပို့ပြီးများအပါပေါင်းဖြစ်တယ်သူအမြင့်ဆုံးပဲသူ့ထက်မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးမှတ်ထားလို့ရတယ်နောက်တစ်ခုက bit omega ကျတော့ average လို့ပြောလို့ရတယ်သူကအောက်ဆုံးအပေါ်ဆုံးအမြင့်ဆုံးရဲ့အောက်တလမ်းမှာရှိရပေါ့ဒီကြားထဲမှာရှိတကယ်ပြောရမယ်ဆိုရင်ဒီကြားပိုင်းမှာဒါ bit o ကျတော့ cgn နဲ့ fn ရဲ့ကြားထဲမှာရှိရပြောလို့ရပြီးတော့ bit omega ကျတော့ fn ရဲ့နောက် cgn အဲ့ဒီရဲ့ကြားထဲမှာပေါ့လေသူကပြန်ရှိပါတယ်ညပြပြ lower bound best case လို့လဲsorry ဒါကဘာလဲဆိုရင်bit omega ကျတော့သူကအဆုံးသူအနည်းဆုံးပဲ lower bound ပေါ့လေသူရဲ့ဒီမှာ fn ရဲ့အောက်မှာရှိရယ် fn ရဲ့အောက်မှာရှိပြီးတော့သူကကြားပေါ့ဒီသမန်အခြေအနေရဲ့အောက်မှာသူရှိရ lower bound best case ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်1 to 1ပေါ့တနည်းအားဖြင့်အနည်းဆုံး input ပမာဏလို့လည်းပြောလို့ရတယ်သူကအယိုးရှင်းဆုံးပဲသူကပြဿနာတိတ်မရှိဘူးပြဿနာလုံးဝမရှိဘူးပေါ့နောက်တစ်ခုကကျတော့ bit theta ဖြစ်တယ် bit theta ကျတော့သူကအများလည်းမဟုတ်အဆိုးဆုံးလည်းမဟုတ်အနည်းဆုံးလည်းမဟုတ်ဂျားထဲမှာသွားနေအဆိုးဆုံးနဲ့အနည်းဆုံးဂျားထဲမှာသွားနေတော့သူကို tight bound လို့လည်းခေါ်ပြီးတော့ average case သူကပုံမှန်ဖြစ်တာရှိရပဲဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျမပြဥပမာနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီ bit o ဆိုတာကလူ10ယောက်လူရောက်100မှာဆိုလို့ရှိရင်နောက်ဆုံးမှမဲပေါက်တဲ့လူရှိရလူတွေအကုန်လုံးကကန်ဆိုးခဲ့တယ်အဲ့ဒါအဆိုးဆုံးခြေနေပဲနောက်ခုကျတော့ကယ်၍လာလူရောက်100ရှိတယ်ရောက်100ကျမှပေါက်ပဲဒါပေမဲ့အရောက်100နောက်ဆုံးမရွေးတော့ဆိုတော့မပေါက်နိုင်တော့အဲကြောင့်သူကပါလဲဆိုအဆိုးဆုံးခြေနေပဲ100ဆို100လုံးလုံးထိသူ့ကိုသုံးလိုက်ရ memory ဆိုတဲ့ memory 100လုံးလုံးသုံးတယ်အချိန်ဆိုတဲ့အချိန်100လုံးအကုန်သုံးလိုက်မှဖြစ်လာတဲ့ဟာမျိုးပေါ့လေbit omega ကျတော့မဟုတ်အချိန်နည်းနည်းတက်နိုင်လောက်အနည်းဆုံးဒါမှမဟုတ်အချိန်ဆိုတက်နိုင်လောက်အနည်းဆုံးinput size ဆိုလည်းအနည်းဆုံးလေးပေါ့လေအဲ့လိုမျိုးသုံးပြီးတော့ bit o ဖြစ်တာပေါ့bit omega လို့ပြောလို့ရတယ်နောက်တစ်ခုကျတော့ type bound ကျတော့မဟုတ်သူက average သွားတယ်တရားဖြစ်ပြောရင်ရောက်100မှာဆိုရင်တဝက်လောက်မှာစုကြီးပေါက်သွားတယ်ပေါ့လေအဲ့လိုမျိုးပြောချင်တာ bit omega ကျတော့စောကလေးကဟိုသူကပြဿနာဆိုရင်ဖြေရှင်းနိုင်သွားတယ်လို့ပြောတာပေါ့လေ bit o ကို decoding တူခွဲခြားမယ်ဆိုတော့အဲ့တော့ simplification လို့ပြောလို့ရတယ် bit o ကတနည်းအားဖြင့်ခဏပြောခဲ့တဲ့အတိုင်းသူကအဆိုးဆုံးပေါ့လေအဆိုးဆုံးကိုတွက်တဲ့အခါမှာသူရဲ့ input ပမာဏပဲဖြစ်ဖြစ်အခြေအနေအရန်ကိုကြီးသွားတယ်။တရားဖြစ် n ကအရန်ကိုကြီးသွားတယ်လို့ပြောလို့ရတယ်ပေါ့။ input ကအများကြီးများသွားတယ်လို့ပြောလို့ရတယ်။အဲ့မှာဆိုလို့ရှိရင်ဒီ fn ဆိုတဲ့ဒီ equation တစ်ခုကိုကြည့်ပါစို့။အဲ့မှာဆိုလို့ရှိရင်သူက on square ဆိုပြီးတော့ပဲသူကတွက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကို bit o အနေနဲ့တွက်မယ်ဆိုတော့ on square လို့ပဲတွက်လိုက်ပါတော့။ဒါကသူ့ရဲ့ n က input ပမာဏ n ပမာဏအရန်ကိုကြီးသွားပြီဆိုကျန်တဲ့ဟာဖြစ်တဲ့ noise တွေကို bit o က noise တွေကိုသူက ignore လုပ်လိုက်ပါတယ်သူလစ်လျူရှုလိုက်ပြီးတော့ it trace အဲ့ဒါဒီဟာကို trade ပလိုက်ဒီနှစ်ကောင်ကို trade ပလိုက်တယ်အဲ့ဒါတွေထက်ဒီတေးသေးလေးတွေထက်အဲ့တေးသေးလေးတွေလိုက်လုံနေမှာထက် bit o ကဘယ်တာကိုပိုအောင်စိုက်လဲဆိုprecision ဆိုတော့တိကျခြင်းကို trade လိုက်ပါတယ်ဆိုတော့တိကျခြင်းဒီ3n plus 10ဆိုရင်ဥပမာဆိုပါစို့ဒါ100ဆိုပါစို့100ဆိုရင်ဒါ1000ဖြစ်ပြီးတော့ဒါက2000ဖြစ်သွားပါလိမ့်မယ်ဒါမှဆိုရင်300ကို100နဲ့မြှောက်310ဆိုရင်အလုံးပေါင်းရင်2310ဖြစ်ပါလိမ့်မယ်သို့တော့ bit o ကသူကအဲ့ဒီခဏရှိရဲ့310ကိုအာရုံမစိုက်ပါဘူးသူကတိကျခြင်းကိုအာရုံမစိုက်ဘဲနဲ့ focusing solely on dominated term အများကြီးလွှမ်းမိုးတဲ့အရာကိုပဲအောင်စိုက်သွားမယ်တနည်းအားဖြင့်ပြောရင်2310ရှိရဆိုရင် input က100ထွက်လာရဲ့ပြ2310ရှိရဆိုလို့ရှိရင်သူက2000ပဲအာရုံစိုက်ပြီးတော့310ကိုအာရုံမစိုက်တော့ပါအဲ့လို2000အာရုံစိုက်ဖို့အတွက်
2000မှာမှသူက1000မှ n square ဆိုတဲ့ကြောင့်သွားပါလဲဆိုရင်2000အရှိက n 2ကိုတော့ပြီးတော့1000ပဲအာရုံစိုက်ပါတော့တယ်ကျန်တဲ့ပြောရမယ်ဆိုရင်သူကပမာဏအရင်ကြီးသွားတဲ့အတွက်ကြောင့် simplification ဆိုရယ်ပို့ပြီးရိုးရှင်းတာကိုပဲအာရုံစိုက်ပြီးတော့သူရဲ့ precision ဆိုရယ်အတိအကျဖြစ်မဲ့ဒီကဏ္ဍသေးသေးလေးတွေကိုအာရုံမစိုက်တော့ပါဘူးအဲ့ဒါ bit o ရဲ့အားတဲ့အချက်ဖြစ်သူအားနည်းချက်တွေဖြစ်ပါတယ်အဲ့ဒါသူကဘာလဲဆိုရင်ဘယ်တော့အာရုံစိုက် dominated 10သူ့ကိုလုံးဝလွှမ်းမိုးသွားစေတဲ့10ကိုပဲအာရုံစိုက်သွားတနည်းအားဖြင့်ဒီမှာဆိုရင်အပမာဏတအားကြီးရဲ့100ကိုထည့်လိုက်မှာ1000ဖြစ်သွားပြီဖြစ်ပါတယ် calculating နဲ့ bit o ကိုတွက်မယ်တဲ့ bit o နဲ့equation ဒါမှမဟုတ် function တစ်ခုခုပေါ့ algorithm တစ်ခုတွက်မယ်ဆိုရင်သူ့ bit o နဲ့ဘယ်လိုတွက်ရမလဲပေါ့3ချက်ရှိပါတယ် framework 3ချက်ရှိပါတယ်ပထမတစ်ချက် acknowledge lower နေတာရဲ့ဒါမှမဟုတ် order terms တနည်းအားဖြင့်ပြောဒီမှာဆိုလို့ရှိရင် okay ဒီမှာဆိုလို့ရှိရင် bit o ကဒီအပေါ်ပိုင်းပဲပါတယ်ကြောင့်ဒီအောက်ပိုင်းဖြစ်တဲ့ lower ဘောင်းတွေမပါဘူးအလယ်ပိုင်းလောက်တော့ပါချင်ပါအလယ်ကကြောင့်ဟိုဘက်ဒီဘက်သွားနေတာပေါ့လေဒါပေမဲ့ bit o မှာလုံးဝမပါဒီ lower ဘောင်းမပါဘူးဆိုတော့ကြောင့်သူ့ကိုဘာတွေကိုဖယ်လိုက်မယ်ဆိုရင် lower order terms တွေကိုဖယ်လိုက်ပါမယ်ရှိ lower order terms တွေကိုဖယ်လိုက်မယ်ပြီးတော့ drop constant coefficient သူ့ရဲ့ constant coefficient ဖြစ်တဲ့အရှိက2ပေါ့2ကိုပါဖယ်ပလိုက်ပြီးတော့ဘာပဲကြံလဲဆို identify the dominated terms သူ့ကိုလွှမ်းမိုးမဲ့အရာပဲကြံပါတော့တယ်တနည်းအားဖြင့်ဒီမှာအရန်ကိုများပြား1000ထည့်မယ်ဆိုလို့ရှိရင်1000ကိုပဲယူမယ်ဖြစ်ပြီးတော့ကျန်တဲ့2လည်းမယူဘူးအခြေမှာဖြစ်တဲ့2n log n 2တွေလည်းသူမတွက်နေတော့ပါဘူးတဲ့အဲ့ဒါကိုသူက quadratic growth လို့ခေါ်ပါတယ်တဲ့ quadratic ဆိုတာကဒီလိုမျိုးပုံစံပေါ့လေဒီ quadratic growth ကိုသူကပြောချင်တာပေါ့လေဒီမှာဆိုရင်သူကပြေသွားဒီအောက်ကဟာကိုယူရဲသူမဟုတ်အပွားဟာယူတာပေါ့လေ quadratic growth ပုံစံ n square ပေါ့ n square ဆိုတာကကျွန်တော်တို့သိမှဆိုလို့ရှိရင်1 2 1ဆိုရင်1 2ဆိုရင်4 2ဆိုရင်4 5ဆိုရင်25ဆိုတော့ဘာလို့ဖြစ်သွားလဲဆိုလို့ရှိရင်သူ quadratic growth လို့ပြောရဲဆိုတော့ n square ကြောင့်ပေါ့လေ1ဒီမှာဆိုရင်1ရှိမယ်2ကြလို့ရှိရင်4ထိတက်သွားမယ်3ကြလို့ရှိရင်6ထိတွက်သွားမယ်5ကြ4ကြလို့ရှိရင်16ထိတက်သွားမယ်ဆိုတော့တော်တော်ကြီးကိုဒီလိုမျိုးပေါ့ဒီလိုမျိုးကော့သွားမယ်အဲ့လိုမျိုးဖြစ်ကော့ထွက်သွားအဲ့ပေါ့အဲ့လောက်ရှိမှာပေါ့လေအဲ့လိုဖြစ်သွားမှာပါအဲ့တော့ quadratic growth လို့ပြောတာပေါ့လေဒီမှာဆိုလို့ရှိရင်သူက complexity ကို spectrum အနေနဲ့ပြထားတယ်အရောင်လေးနဲ့ပြလိုက်ပြီးတော့သူ့ရဲ့နေရကနေမြင့်ရလိုက်ကိုသူကပြောထားတယ်ပေါ့လေပထမနေဆိုတာကျတော့ O1 ဖြစ်ပါတယ် O1 ကသူကတက်ပြောတာတနည်းအားဖြင့်သူက constant လို့ပြောလို့ရတယ်ဒီကောင်လေးပေါ့လေ10လို့10ပေါ့အဲ့လိုမျိုး O1 လို့ပြော constant ဟာလေးအကောင်ကျတော့ထည့်လိုက်တဲ့ info ဓာတ်ရိုက်ထွက်လာတယ်အဲ့ဒါကိုနောက်ပိုင်းမှာရှင်းပြပြပါမယ်နောက်တစ်ခုကကျတော့ O log n ဖြစ်ပါတယ် O log n နဲ့တိတ်မကွာပါဘူးသူနည်းနည်းလေးပဲတက်တယ်ဆိုတော့ O log n ဖြစ်တယ်ပြီးတော့ ON လာပါတယ် ON ကON လာပါတယ်ပြီးတော့ ON မှာဒီမှာပါ sorry O log n ကြတော့ log n 2 log n ဒါကောင်ရှိသေးတာဗောလေဒီကောင်ကကြားထဲမှာရှိတယ် ON လာပါတယ် ON ကြတော့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်သူက1:1 1အဲ့လိုမျိုးသွားတယ်ပို့တူတယ်ဗောလေ ON နောက်တစ်ခုက ON log n ON log n ပြီးတော့ ON square ON log n နည်းနည်းကျယ်တယ်အဲ့လိုပြောလို့ရပါဗောလေနောက်က ON square ပြီးတော့ O2n ကမြင့်ပါတယ် O2n တော့ပိုပြီးမြင့်တယ်တနည်းအားဖြင့်ပြော ON square ကြောင့်2ထည့်မယ်ဆိုလို့ရှိရင်4ဖြစ်မယ် O2n က2ထည့်ရင်4ပဲ okay ဒါပေမဲ့3ထည့်မယ်ဆိုရင် तू က9ဖြစ်မယ် तू က3ထည့်ရင်8ဒီမှာဆိုလို့ရှိရင်อืม8ထည့်မယ်ဆိုလို့ရှိရင်64ဖြစ်ပြီမယ်2ကို8ထည့်ကြတော့ तू ကအရန်အောင်များသွားတယ်အဲတော့ तू က ON square ရဲ့အရှိမ 2n ရှိရယ်ပြီးတော့မှအမြင့်ဆုံးများပါတယ်ဆိုရင် O ဆိုရုပ်တရက်ဆိုမိသွားပြီပေါ့အဲ့ဒါရှိပါဘူးလေ efficiency zone constant နဲ့ linear ဆိုပြီးတော့ဆက်ရှိပါ instantly it just depends efficiency lower the efficiency ဒါဆိုရင်နောက်ဗီဒီယိုမှာပဲ code နဲ့တွဲပြီးတော့ဒီ logarithm ဒီပေါ့ constant o တွေအကြောင်းဆက်ပြီးတော့ရှင်းပြတော့မယ်ဒီနေ့တော့လေ့လာဒီလောက်ပါ